အပညာတတ်ပြီးမှားမှားယွင်းလှုပ်တဲ့လူတွေလည်းအများကြီးရှိတယ်မပြောသင့်တာပြောလို့ပြဿနာတက်တယ်မလုံးသင့်တာလုံးလို့ပြဿနာတက်တယ်အများကြီးပဲရှိတယ်သူကြည့်လိုက်တော့ educated ပဲတကယ်ကိုသင်ထားတဲ့ပုဂ္ဂိုလ်ပဲပညာဆိုတာတခြားဆိုတာကိုသတိထားဖို့လိုတယ်ပညာဆိုဒီမှာပိုင်းပိုင်းခြားခြားကွဲကွဲပြားပြားသိရှိတာကိုပညာတနည်းအားဖြင့်ပြောမယ်ဆို wisdom သင်လို့တတ်တာ knowledge နဲ့ wisdom အဲ့လိုခွဲပြောမယ်ဆိုရင်wisdom ဆိုတာလက်တွေ့သုံးချပြီးတော့ဆုံးဖြတ်နိုင်တာကို wisdom လို့ခေါ်တယ်ဒါကြောင့်မို့ဒီမှာဆိုလိုတဲ့ပညာဟာဘာလို့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတယ်အဲ့ဒီခွဲခြားသိမှုဆိုတာအမှန်တမ်းအရေးပါတယ်အဲ့ဒါစဉ်းစားတာအဲ့ဒီအချိန်မှာ theory ကိုရွတ်ရတာမဟုတ်ဘူးလေလှုပ်တဲ့မှာလည်းမလှုပ်တဲ့မှုဆိုတာအကြောင်းအသင်ခဲ့တာမှမဟုတ်တာအကြောင်းအသင်လည်းနည်းနည်းပဲသင်လို့ရမှာပေါ့အဲ့တော့ကိုယ့်ဘက်ကိုစဉ်းစားတာ